ဒေါ်လာလေးသက်ပါခင်ဗျာကျွန်တော်သတင်းတင်ဆက်သူဝေးရမှာဒီနေ့မှာပြည်သူလူထုကိုကျွန်တော်သတင်းစကားပါစရာလေးတစ်ခုရှိပါတယ်ဒါကတော့ Project RU ဆိုတဲ့ campaign လေးအကြောင်းပါ Project RU ဆိုတာကဘယ်လို campaign လေးလဲဆိုရင်ကျွန်တော်တို့ Green Data မှာရှိတဲ့ဒေါ်လာရဲဘော်တွေစစ်ဆောင်ပြည်သူတွေဒေါ်လာရဲဘော်တွေဆိုရင်လည်းကျွန်တော်တို့တိုက်ပွဲဝင်ရှေ့တန်းစစ်မျက်နှာမှာဒဏ်ရာအနာတရဖြစ်လာတဲ့အခါဒီမှာစီဝါပြည့်ပြည့်စုံစုံလုံလုံလောက်လောက်နဲ့အသက်ကိုကယ်တင်နိုင်ဖို့အတွက်စစ်ပစ္စည်းတွေရရှိစုဆောင်းနိုင်ဖို့ရန်ပုံငွေရှာဖွေတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့တော့ဒီ project ကိုတော့ဒီ DAP-KK အဖွဲ့ရဲ့ကင်နီယာဆေးရုံနဲ့ဒီနွေဦးကျမ်းမာတို့ကပူးပေါင်းပြီးတော့ပြုလုပ်ကြတာဖြစ်ပါတယ်အဲ့တော့ရန်ပုံငွေ3000ရှာဖွေမှာပါ Green Data မှာဆိုရင်ကျွန်တော်တို့တစ်နှစ်ကျော်ကာလလောက်နေလာတဲ့အခါမှာရှေ့တန်းစစ်မျက်နှာပြင်တွေနဲ့နောက်တန်းအဲ့လိုမျိုးဆေးအဖွဲ့တွေဒါမှမဟုတ်လို့ရှင်ဆေးပစ္စည်းမပြည့်စုံတာတွေဆေးရုံတွေဆေးကန်းတွေများများမဖွင့်ထားနိုင်တဲ့အခါဖွင့်ထားနိုင်ရင်လည်းအဲ့ဒီမှာလုံလောက်တဲ့ဆေးဝါးတွေမရှိတဲ့အခါမှာရဲဘော်တွေအသက်မဆုံးရှုံးတင်မဲ့နဲ့ဆုံးရှုံးရတယ်ရဲဘော်တွေအသက်ကိုကဲတင်နိုင်ရက်သားနဲ့ပစ္စည်းဆေးပစ္စည်းတွေအထောက်ပံ့ပစ္စည်းတွေမလုံလောက်တဲ့အခါကျတော့အသက်ဆုံးရှုံးရတာမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့ဒီ project RU ဆိုတဲ့ campaign လေးမှာပါဝင်ခြင်းအဖြစ်ကျွန်တော်တို့ရဲဘော်တွေအတွက်ကျန်းမာခြင်းအသက်ကယ်တင်ခြင်းတွေကိုပြည်သူလူထုရဲ့မေတ္တာတရားနဲ့ယူဆောင်ပေးကြဖို့ဒီ project လေးမှာဝိုင်းဝန်းပါဝင်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းနေတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီရုပ်သံ file လေးရဲ့ comment မှာလည်းဘယ်လိုမျိုးပါဝင်လို့ရတယ်နိုင်ငံအလိုက်အသီးသီးဘယ်လိုမျိုးပါဝင်ရမယ်ဆိုတာမျိုးတွေကိုကျွန်တော်တို့ရှင်းပြထားပါတယ်အဲ့တော့ပြည်သူလူထုအားလုံးရဲဘော်တွေစစ်ဆောင်တွေတော်လှန်ဒေသပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်ဖို့အတွက်ကျန်းမာခြင်းတွေကိုယူဆောင်လာနိုင်ဖို့အတွက် project RU မှာပါဝင်ကြဖို့တိုက်တွန်းနေပါတယ်ခင်ဗျာ